ရွာကြီးတေပါတောင်းစားတဲ့ရွာကြီးတေပါအင်မတန်ကြီးတဲ့ရွာကြီးတေပါမှာသူ့အမေပိုက်ထဲကိုသူရောက်တဲ့နေ့ကစပြီးတော့အဲ့ဒီရွာအဆင်မပြေဘူးနော်အဲ့ဒါနဲ့တရွာလုံးတို့လှုပ်လှုပ်ကန်လို့လုပ်ငန်းအဆင်မပြေဘူးဆိုရွာကိုတဝက်ခွဲလိုက်တယ်ကာလကန်ဒီဝါရှာသူပါတဲ့ဘက်ကအဆင်မပြေဘူးအဲ့လိုနဲ့တဝက်ချင်းခွဲတာသူတို့တအိမ်နဲ့ပဲကြံတယ်နောက်တော့သူ့အဖေမိသားစုတွေကသူ့အမေကိုပါပြစ်သွားတာမင်းဒီကလေးကိုဝင်တည်တဲ့နေ့ကစဒုက္ခရောက်တယ်ဆိုအဲ့မှာဒီကလေးမွေးတဲ့နေ့ကစပြီးတော့အမေဒုက္ခရောက်တယ်အမေဆိုတော့ပြစ်လည်းမပြစ်ရဘူးဒါပေမဲ့ရေရှည်ဘလို့မှဒီသားကိုမွေးမြူလို့သူမစွမ်းနိုင်ဘူးအဲ့ဒါနဲ့မတ်တက်ပြေးလေးအရွယ်မှာခွက်ကလေးတစ်ခုပေးပြီးတော့ကိုအိမ်ကတိတ်စေတနာကောင်းတယ်ငါသားသွားတောင်းကြည့်လွတ်ပြီးတော့မေအေကကိုလွတ်ယုံပြေးတာအဲ့ဒီကလေးကစပြီးတော့သူများအိမ်ကထမင်းလုံးဟင်းလုံးပကံဆေးလို့ကြတာလေးကိုငှက်တီကြီးတွေကောက်တယ်လို့တလုံးချင်းကောက်ပြီးတော့သူ့ရဲ့အသက်ကိုဆက်ခဲ့ရဒါပေမဲ့ယဟန္တာဖြစ်နိုင်တဲ့တတ္တိဖြစ်မဲ့ပါရမီကသူ့ရဲ့ဝမ်းထဲမှာအလုံးပိတ်ထားတဲ့အိုးထဲမှာဖျောင်းနိုင်မီလေးထွန်းထားတယ်လို့တလက်လက်ရှိတယ်အဲ့ဒါကတော့ရှိတယ်နော်သူ့အပိုင်းနဲ့သူပဲနော်အတွင်းထဲမှာလည်းတိတ်ပြီးတော့စွမ်းတဲ့သဘောကရှိနေတယ်အပြင်မှာလည်းပဲတိတ်ပြီးတော့ဆင်းရဲတဲ့သဘောကတော့ရှိနေတယ်ကံတွေဟာကောင်းတာကကောင်းတယ်လို့မကောင်းတာဟာမကောင်းတယ်လို့တိတိကျကျပဲစီမန်းနေတာဟုတ်လားအဲ့ဒါ तू မဝရေစာနဲ့တကယ့်ကိုမြေဖို့ဘလူးလေးလို့အသက်ရှင်ရတယ်နောက်တော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးနဲ့တွေ့တော့အင်မတန်သနာတယ်ချစ်သားမင်းကိုရင်ဝတ်မလားတပည့်တော်ဝတ်ချင်တယ်ဒီလူကဝတ်ပေးမှာတော့လိုက်ခဲ့ဆိုပြီးတော့ကိုယ်တိုင်ရေချိုးပေးတယ်ကိုယ်တိုင်သင်္ကန်းဝတ်ပေးတယ်အသက်20ပြည့်တော့ယဟန်ခံပေးတယ်တရက်မှဆုံးဝအောင်မစားရဘူးဦးဇင်းတို့အထက်ကရာထဲမှာဖွင့်ထားတယ်ဘီလူဘဝ900တဲ့တဘဝမှာတနက်ပဲသူဝအောင်စားခဲ့ရတယ်အဲ့ဒါဘာလို့ဆိုတော့မိမတယောက်ရဲ့အချင်းကိုသူဝအောင်စားတယ်နော်ခွေးဘဝ900ဆက်ဖြစ်တယ်တဘဝထဲမှာတနက်တည်းပဲဝအောင်စားခဲ့ရတယ်အံဘတ်တွေကိုစားခဲ့ရတာတဲ့ဣဒ္ဓမစ္စရိယရဲ့အပြစ်တွေပိဿပေါင်းသူတော်ကောင်းတို့တတိထားနိုင်ဖို့နော်ကိုယ်မှရှိနေတဲ့တရားဟာဒီလိုတရားမျိုးပါလားဆိုတာတတိထားဖို့ဟုတ်ရဲ့လားအေးအဲ့ဒါနဲ့ तू ယဟန္တာဖြစ်တယ်ဣဒ္ဓယဟန္တာဖြစ်တယ်နော်ယဟန္တာဖြစ်တဲ့ဒီအတွင်းမှာကိလေသာဘာမှမရှိတော့ဘူးမကောင်းမှုဘာမှမရှိတော့ဘူးဒါပေမဲ့လို့နောင်လုံးကဖြစ်ခဲ့တဲ့ဣဒ္ဓမစ္စရိယဆက်ပြီးတော့အကျိုးပေးနေသေးပဲ तू ဆုံးခံသွားတယ်ဘယ်တော့မှဆုံးဝအောင်မစားရဘူးယဟန္တာဖြစ်လည်းမဝဘူးပဲသူ့ကိုဆုံးလောင်းမဲ့လူတွေကတပိတ်ထဲမှာပြည်နေတယ်လို့ပဲထင်တာလေအံ့ဩစရာမကောင်းဘူးလားအံ့ဩစရာကောင်းတယ်နော်နောက်တော့ပြိဋိဘံဆံမဲ့နေ့ရှင်သာရိပုတ္တရာကိုလိုမြတ်ကြီးကအင်မတန်တနာရတယ်ငါတပည့်ဒီနေ့ပြိဋိဘံဆံတော့မယ်ရှွန်းတက်တက်မှဝအောင်မစားဘူးဆိုငါရဲ့နောက်ကလိုက်ခဲ့ဆိုတော့ခေါ်သွားတာရှင်သာရိပုတ္တရာကိုလိုမြတ်ကြီးတောင်ဆုံးမရအောင်ရှင်သာရိပုတ္တရာရဲ့တကိုးထဲဣဒ္ဓမစ္စရိယရဲ့တကိုးကပိုးကြီးနေတယ်လို့ထောက်ပြောရမလို့ဖြစ်နေတယ်နင်းဒကမာကြီးများဟင်ဥစဉ်ကတရားကိုစင်စင်စားစားလေးနားသေးချင်တာနော်ဒကမာကြီးများအေးအဲ့ဒီတော့ရှင်သာရိပုတ္တရာကကဲငါရှင်လိုက်လာရင်တော့ငါပါဆုံးလိုက်ရမယ်ကဲအဲ့တော့ဟိုဇရက်ပေါ်ကနေထိုင်ဆောင်ငါမင်းအတွက်ဆုံးခံခဲ့မယ်အဲ့တော့တကားအိမ်ရောက်တော့အဲ့ဒီကျမှဆုံးရတယ်ဆုံးဖုံးပြီးကဲငါရဲ့တပည့်ဇရက်ပေါ်မှာရှိတယ်သွားပြီးတော့ဆုံးပို့ချကြအောင်ခိုင်းလိုက်တော့ဆုံးပို့သွားတဲ့လူတွေကမေ့ပြီးတော့သူတို့ပဲစားပြစ်လိုက်တဲ့ဗျာအမစားရဘူးအဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးကငါရှင်ဆုံးဖုံးပေးပြီဒီနေ့တော့မပေးရသေးဘူးခင်ဗျာတန်ဝေကအကြီးကျယ်ရတယ်ရှင်သာရိပုတ္တရာနေကြည့်လိုက်တော့ငုံလွဲသွားပြီအဝကျွေးပါမယ်ဆိုတဲ့နေ့ကြမှာတစည်းမှမစားရတဲ့အဖြစ်မျိုးကိုစိုက်တယ်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာအဖြစ်ချီဘူးဆိုပြီးတော့သပိတ်ပိုက်ပြီးတော့ကောသလမင်းကြီးရဲ့နန်းတော်ကိုသွားစတုမတူတွေအလှခံလာတယ်ကြောင်းရောက်တော့ကဲငါရှင်ဖုံးပြီးတပိတ်ကိုလက်နဲ့ကင်ထားရတယ်မစားရဘူးဆရာရဲ့ရှေ့ဆိုတော့ရှစ်တဲ့သဘောမျိုးပေါ့စိုးရွံ့တဲ့သဘောမျိုးပေါ့ယဟန္တာဆိုတော့ကိလေသာတော့မရှိတော့ပါဘူးအဲ့တော့ငါရှင်တဲ့စားပါတဲ့ငါတကယ်လို့လက်လွတ်လိုက်ရင်ဟောဒီစတုမလူတွေပျောက်သွားမလားမသိလက်တောင်မလွတ်ရဲဘူးနော်အဲ့ဒီမှာစတုမလူကိုဆရာကင်ထားတဲ့သပိတ်သေးကပဲသူဝါအောင်ဖုံးပြီးအဲ့ဒီတနက်ပဲဝါတယ်တဲ့အဲ့တော့ဣဒ္ဓမစ္စရိယကြောက်ဆရာကောင်းတယ်ကိုယ့်ရဲ့ဘဝကိုမငြိမ်းချမ်းအောင်လုပ်နေတာလည်းဒီဣဒ္ဓမစ္စရိယတခါတလေစိတ်ဆင်းရဲလာပြီဆိုရင်အမြင့်ကလေးတွေ့အောင်ဒီလိုက်ကြည့်စမ်းပါဘယ်အရှင်းမြစ်ကနေဒီစိတ်ဆင်းရဲခြင်းဆိုတဲ့ပင်စီတွေအညွန့်ညောင်းတွေတက်လာတယ်များသောအားဖြင့်မနာလိုခြင်းကစတတ်တယ်ဝန်တူခြင်းကစတတ်တယ်